Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ကစုံကြော်အာလူကြော်ပေါ့နော်အရင်စားချင်နေတယ်ဒါပေမဲ့စီးကြော်စားတွေကိုကြောက်တဲ့ခါကျတော့လေစီးနဲ့မကြော်ပဲနဲ့ဘယ်လိုလေးကြော်စားမလဲဆိုတာကိုလိုက်ပါကြည့်ရှုပေးကြပါဦးနော်အရင်ဆုံးကစုံလေးတွေကိုခွာပြီးတော့ပေါင်းထားလိုက်ပါမယ်ကစုံပေါင်းထားတာလေးရပြီဆိုလို့ရှိရင်တော့ခြေထားလိုက်ပါမယ်ရှင်ခြေထားတဲ့ကစုံတွေကိုတကြားကထမင်းစားစွန်းတစ်ဝက်နဲ့စားပီစီလေးပဲထည့်ပါမယ်ပြီးရင်အားလုံးရောသမားတော့အောင်နေပြီးပြီဆိုလို့ရှိရင်တော့ပိုင်ပင်ဘက်လေးထည့်လိုက်ပါမယ်ရှင်အားလုံးပေါင်းကစုံကို9လုံးလောက်လုပ်ထားပါတယ်ပိုင်ပင်ဘက်ထဲကိုတေချာလေးဖိပြီးထည့်ပြီးဆိုရင်တော့ထိတ်ကလေးကိုကကြီးနဲ့ကြိုက်ထားလိုက်ပါမယ်ပြီးရင်တော့ဘေကင်ပေပါလေးပေါ်မှာအဆက်ကလေးတွေလိုက်ချမယ်ပေါ့နော်ကိုလုံးမဲ့အနေထားလေးတွေမှန်းပြီးလုပ်ပါကျမအတွက်လည်းဒါပထမဦးဆုံးချိန်ပေါ့နော်ပထမဦးဆုံးချိန်စမ်းပြီးလုပ်ကြည့်တာဖြစ်ပါတယ်စီနဲ့ကြော်တာမစားချင်တဲ့ခါကျတော့လေပုံစံလေးတစ်မျိုးလေးထွင်ပြီးတော့လှုပ်ရှားတာဖြစ်ပါတယ်ရှင် Instagram မှာတွေ့ခဲ့တဲ့နည်းလေးပေါ့နော်လုပ်ပုံလုပ်နည်းအသေးစိတ်လေးကိုကျွန်မတေချာဗီဒီယိုလေးမှာလုပ်ပြထားတယ်ပေါ့နော်အလုပ်ကတော့ရှုပ်တယ်ဒါပေမဲ့စားလို့ကောင်းတယ်ကျွန်တော်တို့စီနဲ့မကြော်ထားတဲ့အတွက်လေစိတ်ကြိုက်ပေါ့နော်စိတ်လွတ်လပ်လို့တေချာစားလို့ရပါတယ်ကိုယ်စိတ်ကြိုက်စားလို့ရတယ်ပေါ့နော်စီနဲ့ကြော်ထားရင်ထိမ့်ပြီးစားနေရတယ်ဒါကတော့စီနဲ့မကြော်ထားတဲ့အတွက်ပေါ့နော်စိတ်ကြိုက်စားလို့ရပါတယ်ပြီးတော့180ဒီဂရီနဲ့မိနစ်20လောက်ဖုတ်ပါတယ်ဒီလိုညိုရောင်လေးတန်းသွားပြီဆိုရင်တော့ရပါပြီပေါ့နော်ခွာရတာလေးလွယ်တယ်ကျွတ်ကျွတ်မွတ်မွလေးနဲ့အရန်ကိုမှစားလို့ကောင်းတယ်အလုပ်အရန်ရှုပ်ပြီမဲ့စားလို့တအားကောင်းတဲ့ခါကျတော့ကြိုက်တယ်ပေါ့နော်ပြီးတော့ဒါလေးကိုဘူးထဲမှာပေါ့နော်လေလုံးဘူးလေးထဲမှာထည့်သိမ်းထားလို့ရှိရင်လည်းအထားခံပါတယ်တကယ်ဆိုဒီထဲမှာကြားထည့်စရာတော့မလိုဘူးပေါ့နော်ဒီကစုံကတော်တော်လေးချိုးတယ်ဒီမှာကြားလေးအနေငယ်ထည့်လိုက်တာနဲ့တော်တော်လေးကိုချိုးရရတာရတယ်ပေါ့နော်မဟုတ်ဆက်စင်တင်မရှိတဲ့သူတွေကလည်းမိသွေးမိဖို့လေးနဲ့ဖုတ်လို့ရပါတယ်ဒီနည်းလေးတိုင်းပဲပေါ့နော်အဲ့တော့စီတော်စားမဟုတ်တဲ့ခါကျတော့စားရတာလေတော်တော်လေးကိုစိတ်တန့်ရှင်းပြီးတော့စားလို့အရန်ကောင်းပါတယ်ကျမတို့လှုပ်ရှုပ်ခံနိုင်တဲ့သူဆိုရင်တော့ဆန်းလို့ကြစားကြည့်ဖို့တော့ကို recommend ပေးပါတယ်နော်နောက်တစ် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye